ပေါက်ချိန်မှာကန်ပြီးတော့ကန်ပြီးတော့ရှယ်ကြီးကန်တာရောက်အိုးကောင်းလိုက်တော့ကွာငါကြီးတယ်မှာပဲအော်ဒီကြောင်းလဲနေတာပဲကြောင်းကြီးငါတို့အဲ့လိုထိတ်ကနေပြီးတော့ဒီကောင်တက်တက်လုံးကန်လာတာကိုဒီကောင်လေးရဲ့ space တွေပေးကြသေးတာနော်3 စီရောက်နေ hat trick ငါလို့ကောင်းလို့နော်ကန်သွားတာကွာမင်းအေးစစ်တေးချာတဲကန်တာအိုးငါလို့မှာကွာမင်းကြီးလိုက်ဦးကန်သွားတာဒီကွာကန်ချက်ကကောင်းမောင်လေကွာနော်ကန်ချက်ကြီးကြည်ဟုတ်လို့မင်းအိုက်မာရရမင်းလူကမကြည့်ဘူးဆရာကြီးအဲ့ကွာဘောက်ချိန်မှာမင်းရှေ့ကြီးကြီးဘောက်ချိန်မှာဟွာလောက်ရတာဟိုမှာနော်ကြောင်းလဲနေတာပဲမင်းအဲ့လိုဘောက်ချိန်ကလွဲဘူးပြန်နော်ကန်နော်ဘောက်ချိန်ကတော့မင်းမလွဲဘူးဆရာကြီးနော်အဲ့လိုကောင်းတော့ကန်ကြီးဟုတ်မင်းတက်တက်လုံးအဲ့လိုကြီးကန်လာတာဆရာကြီးနော်မင်းကလည်းမင်းလွဲစရာအကြောင်းကိုမရှိဘူးမလီ